သူမဟာအိမ်ပြန်ရောက်တိုင်းတကားပေါ်ကနေတကိုးတစ်ယောက်လိုတွေ့တက်ပြီးမှအိမ်ထဲဝင်လေရှိတယ်အိမ်ထဲရောက်နေလဲကျမ်းပြင်ကိုသူမခြေထောက်နဲ့ဘယ်တော့မှမထိဘူးဘာလို့လဲဆိုတော့သူမမှာမွေးရပါမြေပြင်ကိုကြောက်တဲ့စိတ်ရှိနေလို့ပါအိမ်ထဲမှာသွားလာခြင်းနေရန်တွေကိုတွေ့ကတ်တာပရိဘောကဒီဘောကနေကြော်ခွသွားလာမျိုးနဲ့ပဲအသားကျနေခဲ့တာပေါ့ဒီလိုထူးဆန်းတဲ့အကြောက်တရားကြောင့်ပဲလီဆာဟာအရွယ်ရောက်လာတဲ့အခါအထက်ညအဆောင်ဦးနေရင်မှန်တွေကိုတန်ရှင်းရေးလုပ်တဲ့အလုပ်ကိုရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့ဒီအလုပ်ကပဲသူမရဲ့အသက်ကိုနှုတ်ယူတော့မလို့ဖြစ်လာမယ်လို့လီဆာတခါမှမတွေးခဲ့မိပါဘူးအဲ့ဒီနေ့ကအလုပ်တိုင်းကာနေတဲ့အချိန်ပေါ့လီဆာဟာအောက်ကိုဆင်းဖို့လုပ်တဲ့အခါသူမစီးထားတဲ့ဆက်လေကခလုတ်ကချိုရွေးနေတာကိုရုတ်တရက်တီးလိုက်ရတယ်အဆောင်ဦးလူညိုလေးအခွေကအရေးပေါ်ခလုတ်ကိုနှိပ်ပြီးမှသာသူမဘေးကင်းကင်းနဲ့အောက်ကိုဆင်းလိုက်မှာပါမဟုတ်ရင်တော့မီတာတေရာအမြင့်မှာသူမတသက်လုံးပိတ်မိနေတော့မှာပေါ့ဒါပေမဲ့ကန်ဆိုးချင်တော့ဆက်လေကားကခေါင်းပေါ်ကိုရောက်ခါနီးမှာပဲဓာပြအဖွဲတစ်ဖွဲကလုံခြုံရေးခန်းထဲကိုရုတ်တရက်စီးနှင်းဝင်ရောက်လာပါတော့တယ်အစင်မတင်သေးတဲ့လုံခြုံရေးဝန်ထမ်းတွေဟာနေရာတိုင်းပစ်တက်ခါလိုက်ရတယ်လုံခြုံရေးတွေတည်ဆုံတော့တဲ့အတွက်ခလုတ်ကိုထိန်းချုပ်မိသူမရှိတော့သလိုဆက်လေကလည်းမီးပြက်ပြီးအထက်90မြောက်ကစွမ်းရည်ကုမ္ပဏီတစ်ခုရဲ့အပြင်ဘက်မှာတင်ရပ်တန့်သွားပါတော့တယ်ဒီကုမ္ပဏီဟာတကယ်တော့ဓာပြတွေရဲ့ပြစ်မှတ်ပါပဲဓာပြခေါင်းဆောင်ဟာအဆောင်ဦးရဲ့စောင့်ကြည့်ရေးစနစ်တွေကိုတင်းပိုက်လိုက်ပြီးနောက်မှာတော့ကုမ္ပဏီရဲ့ပါတီဝဲကျင်းပနေတဲ့နေရာကိုလူအင်အားနဲ့ဝင်စီးပါတော့တယ်သူတို့ကအကြမ်းဖက်တာမျိုးမလုပ်ပဲအထူးဖြူလုပ်ထားတဲ့အသက်ရှူကိရိယာတွေကိုတက်လိုက်ကြတယ်ပြီးတော့ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါခမ်းမအလဲကနေအစိမ့်ငွေတွေထွက်လာပါတော့တယ်အဲ့ဒီအစိမ့်ငွေဘူးတွေကိုသူတို့လူတွေကစားသွေးအဖြစ်ဟန်ဆောင်ပြီးကျူးတင်နေရချထားခဲ့တာပါအစိမ့်ငွေတွေပြန်နှံလာတာနဲ့အမျှလူတွေဟာအသက်ရှူကျက်ပြီးကျမ်းပြင်ပေါ်ကိုလဲကျကုန်ကြတယ်အဲ့ဒီနောက်မှာတော့ဓာပြတွေကကုမ္ပဏီအရာရှိကြီးတွေကိုအောက်ဆီဂျင်ပေးပြီးပြန်နှိုးလိုက်ကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ကုမ္ပဏီရဲ့ဘီလီယံပေါင်းများစွာတန်တဲ့ငွေတိုက်ရဲ့လူဟုတ်နံပါတ်ကိုရယူဖို့ပဲဖြစ်ပါတယ်ဒီမင်းဝင်းကိုမြင်နေရတဲ့လီဆာဟာအရန်ကိုထိတ်လန့်နေခဲ့ပြီဒါပေမဲ့မီတာ30အမြင့်မှာပိတ်မိနေတဲ့အတွက်မြေပြင်နဲ့လည်းအရန်ဝေးနေသလိုဘယ်ကိုမှပြေးလို့မရဘူးသူမဘလောက်ပဲအော်ဟစ်အကူကြီးတောင်းပါစေအောက်ကလမ်းသွားလမ်းလာတွေကမကြားနိုင်ကြဘူးလေအသက်လူရမယ့်အရေးကြီးတဲ့အချိန်မှာပဲလီဆာဟာစိတ်ကူးတစ်ခုရသွားပါတယ်သူမရဲ့ကိရိယာဘုံကမှန်ကီစေရီကိုထုတ်ပြီးမှန်ပေါ်မှာအနံတုတ်လိုက်တဲ့အခါတောက်လောင်လာတဲ့မီးလျံကြီးဟာအောက်ကလူတွေမြင်နိုင်တဲ့ကြီးမားတဲ့အချက်ပြသင်္ကေတတစ်ခုဖြစ်သွားပါတော့တယ်ဒါပေမဲ့ဒီမီးလျံတွေကပဲလီဆာဘာမှရှိနေလဲဆိုတာကိုဓာလျတွေစီဖော်ပြလိုက်သလိုဖြစ်သွားတယ်ဓာပြခေါင်းဆောင်ဟာမီးလောင်ကိုလိုက်လာရင်လီဆာကိုတွေ့သွားတယ်မထင်မှတ်တာကတော့အဲ့ဒီဓာပြခေါင်းဆောင်ဟာလီဆာနဲ့ဒနေကလုံးကုလုတ်တာတို့ပဲလုပ်ခဲ့တဲ့လုတ်ဖော်ကိုင်ဘက်ဂျင်းမီချင်နေတာပါနေဘက်မှာတော့အလုတ်တာတို့ပဲလုပ်တယ်ညဘက်မှာတော့တထေးကိုပြန်ဓာပြတိုက်နေတာပေါ့ဂျင်မီတာစကားအရှိကြီးမပြောတော့ပဲသူ့တပည့်တွေကိုဆက်လေကခလုတ်ပြန်ဖွင့်ပြီးလီဆာကိုခေါင်းပေါ်မှာဖမ်းဖို့ပြင်ဆင်လိုက်တယ်လီဆာဟာခေါင်းပေါ်ကိုပိုနီးကလာတာကိုမြင်တော့ဝက်ဥလေကိုထုတ်ပြီးဆက်လေကားရဲ့ဒိုင်နမိုတစ်ခုကိုဖျက်ဆီးလိုက်တယ်ဒါပေမဲ့နောက်တစ်ခုကကြံနေသေးတော့ဆက်လေကားကြီးဟာ45ဒီဂရီစောင်းပြီးရပ်တန့်သွားတော့တယ်လီဆာဟာအောက်ကိုပြုတ်ကျလူမျိုးဖြစ်သွားပြီမဲ့အသက်မရှူနိုင်ခင်မှာမဲ့ဓာပြတွေကြားမှာအချင်းချင်းပြဿနာတက်နေတာကိုမြင်လိုက်ပြန်ပါတယ်ဂျင်မီဟာအလောက်ကနှုတ်ထွက်ခြင်းနဲ့တပည့်ထူကိုတတ်ပြီးပြင်းတပွန်းနဲ့အပြင်ကိုပစ်ချလိုက်တယ်အဲ့ဒီလူရဲ့အလောင်းကလီဆာကိုဆွဲထားတဲ့ဂရင်းဘော်ကိုကျပြီးပေါင်100ကျော်၄ချိန်နဲ့အချိန်နဲ့ဂရင်းကြီးကအောက်ကိုမီတာအတော်၅ပြရုတ်တရက်ထိုးစိမ့်သွားပါတော့တယ်အဆိုးဆုံးကတော့ဒီအတန်ကြောင့်ဂျင်မီကလီဆာရှိနေတဲ့နေရာကိုပြန်လာနေတာပဲဖြစ်ပါတယ်ဒါပေမဲ့လီဆာကမထိတ်လန့်တော့ဘူးသူမဟာတေဆုံးသွားတဲ့ဓာပြဘေးကတနက်ကိုကောက်ကင်ပြီးဂျင်မီနဲ့အသေးအလေးတိုက်ခိုင်းမှုပြင်ဆင်လိုက်တယ်ဒါပေမဲ့ကောက်ကျစ်တဲ့ဂျင်မီကသူမကိုအခွင့်အရေးမပေးခဲ့ဘူးသူကလီဆာရဲ့တငယ်ချင်းအသက်နဲ့ချီမြုပ်ပြီးအောက်ကလမ်းသွားလမ်းလာလေးကိုပြစ်ခတ်ဖို့ခိုင်းစေလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာရဲတွေကအဆောင်အဦးကိုဝိုင်းထားပြီလေလီဆာကအောက်ကိုပြစ်ခတ်မှသာရဲတွေကသူမကိုဓာပြအဖွဲဝဲလို့ထင်ပြီးသူမကိုဖမ်းဖို့ကယုံပြောင်းသွားမှာဖြစ်လို့ပါ